မင်္ဂလာပါကျွန်တော်ကိုစွဲပါကျွန်တော်ဒီနေ့ကတော့ပြောစရာရှိလို့ပေါ့နော်ပြောစရာရှိတဲ့အကြောင်းရင်းကတော့မျိုးရနောင်သိန်းပေါ့မျိုးရနောင်သိန်းကတော့တော်လိုင်းရေးမှာဘယ်ဌာနကနေဘယ်တောင်းဝင်ဘာရာထူးယူထားလဲဘယ်လိုလူလဲတော့ကျွန်တော်လည်းသိချတော့မသိဘူးပေါ့မျိုးရနောင်သိန်းနာမည်တော့ကြားဘူးတယ်ပေါ့နော်အဲ့တော့ပြောချင်တာကမျိုးရနောင်သိန်းကJustice Soldier PDF က NUG COC အောက်မှာရှိလားမေးတဲ့ပုံမှာစာရေးထားတာပေါ့ကျွန်တော်တို့ကတက်မှာ6မှာအဖွဲ့တွေအရန်များတဲ့အတွက်တက်တွေကိုအမေရိကန်စစ်ရေးဖော်ဆောင်နေတဲ့စစ်တောင်းမြေဝမ်းကိုရွှေ့တယ်ပေါ့နော်တက်မှာ6ထဲမှာတက်အနှဲငယ်ပဲထားခဲ့တယ်အဲ့လိုရွှေ့ခိုင်းတာကိုစွဲတို့ Justice Soldier PDF ကမရွှေ့နိုင်ပါဘူးထိုင်းနယ်စပ်မှာပဲနေမယ်ဆိုပြီး MOD ရဲ့ COC အောက်ကထွက်သွားတယ်ပေါ့အဲ့မျိုးရနောင်သိန်းပထမပြောတဲ့အချက်ကိုကျွန်တော်ကပြောချင်တာပေါ့နော်ကျွန်တော်တို့ MOD PD အောက်ကထွက်သွားတဲ့အကြောင်းရင်းကိုကျွန်တော်တခါမှမရှင်းခဲ့ဘူးဆိုတာကရှင်းပြောရင် MOD တိတ်ခါကြမှာကြောက်လို့ကျွန်တော်မရှင်းခဲ့တာပေါ့နော်အဲ့တော့မျိုးရနောင်သိန်းကအခုကကျွန်တော်အဲ့လိုမျိုးလာပြောတဲ့အတွက်ကြောင့်မို့ဒဏ်ရာရပြီးခြေပြက်လက်ပြက်ဖြစ်သွားတဲ့ရဲဘော်တွေရဲ့ဂုဏ်သိက္ခာကြာဆုံးသွားတဲ့ကျွန်တော်တို့ရဲ့ဂုဏ်သိက္ခာကိုကျွန်တော်တို့ဖတ်ဆယ်မှရမယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဘာကြောင့်ထွက်ရလဲဆိုတော့ကျွန်တော်တို့အသေးစိတ်ရှင်းပြရလိမ့်မယ်အဲ့လိုအသေးစိတ်ရှင်းပြဖို့လူထုကိုအသေးစိတ်ရှင်းပြဖို့လိုအပ်တဲ့အဆင့်ထိရောက်ရင်ကျွန်တော်ရှင်းပြမယ်ဘာဖြစ်လို့လဲကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့ဂုဏ်သိက္ခာပြက်သွားတဲ့ရဲဘော်တွေရဲ့ဂုဏ်သိက္ခာကိုကျွန်တော်ကခေါင်းဆောင်တယောက်အနေနဲ့ဆယ်မှရမယ်အဲ့ဒါကြောင့်မို့ကျွန်တော်ရှင်းရလိမ့်မယ်အဲ့လိုမျိုးမရှင်းစေချင်ဘူးဆိုရင်တော့ဒီစကလုံးတွေကစစ်တိုင်းကထွက်လာတဲ့စကလုံးတွေလို့ကျွန်တော်ယူဆတယ်အဲ့တော့အဲ့ဒီအချိန်မှာစစ်တိုင်းကိုတောင်းဝင်ယူကုတ်ခဲ့ရတဲ့သူရဲ့မျိုးရနောင်သိန်းရဲ့ကျွန်တော်ရှိမှာမျိုးရနောင်သိန်းရဲ့စစ်တိုင်းကိုတောင်းဝင်ရှိတဲ့သူတွေကကျွန်တော်နဲ့ချိတ်ဆက်ပြီးတော့မှကျွန်တော်ကိုရှင်းရမှားရင်ကျွန်တော်ကိုတောင်းပန်စရာမလိုကျွန်တော်တက်ဖွဲ့ကိုတောင်းပန်ရမယ်ကျွန်တော်ကြောက်ဆုံးရတဲ့ရဲဘော်တွေကိုတောင်းပန်ရမယ်စစ်တောင်းမြေဝမ်းစီရေးဖော်ဆောင်တာအဲ့ဒါတက်မှာ6ကထွက်လာအဲ့ဒါတွေကရဲဘော်ချင်းသေးကွဲမဲ့ကိစ္စတွေမလို့ကျွန်တော်ထွေထုစကားမပြောတော့ဘူးကိုစွဲဘာကောင်လဲဆိုတာကိုစစ်တွဲတိုက်ဘူးတဲ့ကောင်တွေတီးတဲ့အတွက်ကြောင့်မို့ဘာမှတိတ်မပြောတော့ဘူးပေါ့နော်အဲ့တော့မမို့လိုက်လွင်ပြီးတော့မှနေဆက်ကတက်ပွဲရဲ့ခေါင်းဆောင်တွေကဘားသွားတယ်ကလပ်သွားတယ်ဗာအဲ့ဒါလည်းကျွန်တော်တိတ်မပြောချင်ဘူးဘာဖြစ်လို့ဆိုတော့ဒါပုဂ္ဂိုလ်ရေးဆန်တာပေါ့နော်ဘားသွားတယ်ကလပ်သွားတယ်ဗာညာထင်ချင်းလို့ထင်လို့ရတယ်စောက်ကူးမဆိုင်ဘူးဗျာတီးတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကစစ်မြေပြင်ထဲမှာရှိတာအမေရိကမှာရှိတာမဟုတ်အဲ့တော့ပြောချင်တာကြောက်ဆုံးရတဲ့ရဲဘော်တွေရဲ့ဂုဏ်သိက္ခာနဲ့ထိခိုက်တဲ့ရသွားတဲ့ဂုဏ်သိက္ခာကျွန်တော်တက်ဖွဲ့ရဲ့ဂုဏ်သိက္ခာအတွက်ကျွန်တော်လာရှင်းခိုင်းတာဖြစ်တယ်အဲ့တော့မရှင်းပေးဘူးဆိုရင်ကျွန်တော်လူထုနဲ့ကျွန်တော်ရှင်းပြမယ်ပြီးွားရင်ကျွန်တော်တော်လိုင်းရနားမယ်ကျွန်တော်တက်ဖွဲ့ကိုကျွန်တော်ဘယ်လိုဆက်ရက်တည်ဖို့သွားမလဲဆိုတော့ကျွန်တော်တက်ဖွဲ့နဲ့တိုင်ပင်မယ်ဘာဖြစ်လို့လဲကျွန်တော်တို့ကစစ်ကောင်စီရဲ့စော်ကားတာကိုမခံနိုင်လို့ကျွန်တော်တို့တော်လိုင်းရေးလောက်တာထမင်းငတ်လို့တော်လိုင်းရေးလည်းလာတဲ့ထဲမှာကျွန်တော်တို့မပါဘူးအခွင့်အရေးဆိုတာလည်းကျွန်တော်တို့မသိဘူးကျွန်တော်တို့နိုင်ငံရေးသမားလည်းမဟုတ်ခွင့်ရေးတွေကျွန်တော်တို့မသိဘူးတော်လိုင်းရေးလည်းရောက်ရင်ဘာအခွင့်အရေးတွေရမယ်ဆိုတာလည်းမသိဘူးမျှော်လည်းမမျှော်မှန်းဘူးစိတ်လည်းမကူဘူးအဲ့တော့စော်ကားခံရလို့တော်လိုင်းရေးလောက်ပါတယ်ဆိုမှထပ်ပြီးတော့မှအစော်ကားခံရရင်ဒီတော်လိုင်းရေးကကျွန်တော်တို့အတွက်အဓိပ္ပာယ်မရှိတော့ဘူးဆိုတော့ကြောက်ဆုံးရတဲ့ကျွန်တော်ရဲဘော်တွေတန်ရရတဲ့ကျွန်တော်ရဲဘော်တွေကိုစားလာရှင်းပေးဖို့တောင်းဆိုတယ်ရှင်းပေးရင်ကျွန်တော်လူထုကိုရှင်းပြမယ်ကျွန်တော်နားမယ်